နိုင်ငံတွင်ဖြစ်ပွားခဲ့သောအင်အားပြင်းဆုံးငလျင်ကြီး၅ခုမြန်မာနိုင်ငံသည်ငလျင်အန္တရာယ်ရှိသောဒေသများထဲတွင်ပါဝင်ပြီးသမိုင်းတစ်လျှောက်အင်အားပြင်းငလျင်များစွာကိုခံစားခဲ့ရပါတယ်။မင်္ဂလာပါ Knowledge Park Channel မှကြိုဆိုပါရဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သောအင်အားပြင်းဆုံးငလျင်ကြီး၅ခုကိုတင်ပြသွားမှာဖြစ်ပါတယ်။ပတ်သက်2025မန္တလေးငလျင်မန်ဂနီကျူ9.7နဲ့9.9ကြားပြင်းအားရှိ2025ခုနှစ်မတ်လ28ရက်နေ့တွင်စကိုင်းပြည့်ရွေကျော်မှဗဟိုပြု၍မန္တလေးနှင့်စကိုင်းနီးတွင်မန်ဂနီကျူ9.7နဲ့9.9ပြင်းအားအဆင့်ရှိငလျင်ဖြစ်ပွားခဲ့ပါတဲ့ဤငလျင်ကြောင့်မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများတွင်အဆောက်အဦများပြိုကျမှုများဖြစ်ပွားခဲ့ပြီးလူပေါင်း9400ကျော်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်နံပါတ်1930ခုနှစ်ပဲခူးငလျင်မန်ဂနီကျူ9.3ပြင်းအားရှိငလျင်1930ခုနှစ်မတ်လ9ရက်နေ့တွင်ပဲခူးမြို့အနီးတွင်မန်ဂနီကျူ9.3ပြင်းအားအဆင့်ရှိငလျင်ဖြစ်ပွားခဲ့ပါတဲ့ဤငလျင်ကြောင့်ပဲခူးမြို့နှင့်ရန်ကုန်မြို့တွင်အဆောက်အဦများပြိုကျမှုများဖြစ်ပွားခဲ့ပြီးလူဦးရေ1000ကျော်သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်နံပါတ်3839ခုနှစ်အင်းဝငလျင်မန်ဂနီကျူ9.6နဲ့8.3ညပြင်းအားရှိငလျင်1839ခုနှစ်တွင်အင်းဝအနီးတွင်မန်ဂနီကျူ9.6နဲ့8.3ညပြင်းအားခန့်ရှိနိုင်သောငလျင်ဖြစ်ပွားခဲ့ပါတယ်။ဤငလျင်ကြောင့်အင်းဝမြို့အားလုံးပြိုကျဆုံးရှုံးမှုများဖြစ်ပွားခဲ့ပြီးသမိုင်းတစ်လျှောက်အကြီးမားဆုံးငလျင်များထဲမှတစ်ခုဖြစ်ပါတယ်။နံပါတ်4985ခုနှစ်ပကံငလျင်မန်ဂနီကျူ6.8ပြင်းအားရှိငလျင်1985ခုနှစ်တွင်ပကံတွင်မန်ဂနီကျူ6.8ပြင်းအားအဆင့်ရှိငလျင်ဖြစ်ပွားခဲ့သည်ဤငလျင်ကြောင့်ပကံရှိဖျားများစွာပြိုကျခဲ့ပြီးသမိုင်းဝင်အဆောက်အဦများထိခိုက်မှုများဖြစ်ပွားခဲ့ပါသည်နံပါတ်2010ခုနှစ်ရှမ်းပြည်နယ်ငလျင်မန်ဂနီကျူ6.8ပြင်းအားရှိငလျင်2010ခုနှစ်မတ်လတွင်ရှမ်းပြည်နယ်တွင်မန်ဂနီကျူ6.8ပြင်းအားအဆင့်ရှိငလျင်ဖြစ်ပွားခဲ့သည်ဤငလျင်ကြောင့်နေအိမ်များနှင့်အဆောက်အဦများပြိုကျမှုများဖြစ်ပွားခဲ့ပြီးလူသေဆုံးမှုများဖြစ်ပွားခဲ့ပါသည်တဘာဝဘေးအန္တရာယ်နှင့်မြန်မာနိုင်ငံသည်ငလျင်အန္တရာယ်ရှိသောဒေသဖြစ်ပြီးစကိုင်းပြည့်ရွေကျော်နှင့်အခြားပြည့်ရွေကျော်များကြောင့်အနာဂတ်တွင်လည်းငလျင်ဖြစ်နိုင်ခြေရှိပါတယ်။ငလျင်အန္တရာယ်နှင့်သက်ဆိုင်သောသုတေသနများဆက်လက်လေ့လာရန်လိုအပ်ပါတယ်။ငလျင်များသည်ကျွန်ုပ်တို့၏ကမ္ဘာကိုစိတ်ကူးမရင်နိုင်သောနည်းလမ်းများဖြင့်ပုံဖော်ပေးခဲ့ပါတယ်။ယင်းတို့၏တက်ရောက်မှုကိုကြိုတင်ခန့်မှန်းရန်နှင့်လျော့ပါးစေရန်သိပ္ပံပညာရှင်များလှုံ့ဆော်နေချိန်တွင်မေးခွန်းတစ်ခုကျန်နေသေးသည့်နောက်ထပ်ငလျင်ကြီးတစ်ခုအတွက်ကျွန်ုပ်တို့အသင်ဖြစ်နေကြပြီလားဆိုတာမေးခွန်းပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share comment တို့ပြုလုပ်နိုင်ပါတယ်ရှင့်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ရအောင်တော့ချစ်ပရိသတ်